အောင်မြင်နိုင်ဖို့အတွက်နီလန်လေးမျှဝေပေးခြင်းပါတယ်ဟုတ်ကဲ့ပါကျွန်တော်လည်းလက်ရှိထိုင်းနိုင်ငံကိုရောက်ရှိနေတဲ့သူတယောက်ဖြစ်ပါတယ်ကျွန်တော်လိုမျိုးနိုင်ငံခြားမှာရောက်ရှိနေတဲ့သူတွေပါဝင်ကြလိမ့်မယ်နော်ကျွန်တော်တို့နိုင်ငံခြားပြည်ပရောက်နေတဲ့သူတယောက်ကျွန်တော်တို့လိုပြည်ပရောက်နေတဲ့သူတယောက်ဆိုလို့ရှိရင်အားလုံးဟာဆိုရင်ဝင်ငွေနဲ့ထွက်ငွေနဲ့မမျှတာတဘာဝပါပဲနိုင်ငံခြားမှာနှစ်တည်းအများကြီးကြာနေတဲ့သူတွေလည်းအများကြီးရှိလိမ့်မယ်ဒါကြောင့်မို့ဝင်ငွေနဲ့ထွက်ငွေနဲ့ဘာကြောင့်မမျှတရလဲဆိုလို့ရှိရင်ကျွန်တော်တို့မှာကုန်ကြတဲ့ဈေးတွေအများများတယ်ဒါကြောင့်လက်ရှိဝင်ငွေတလန်းနဲ့ကျွန်တော်ရက်တီလို့ဆိုရင်ပြီးတော့အနောက်မှာမိသားစုတွေများနေတယ်မိသားစုတွေလည်းရှိသေးတယ်ငွေကြေးလုံလောက်မှုတွေအများကြီးရှိဒါကြောင့်မို့ကျွန်တော်တို့ပုံမကောင်းမတဲ့ဘဝကိုပိုင်ဆိုင်ဖို့အတွက်ကျွန်တော်ကိုယ်တိုင်ကလည်းအလောက်ကန်ခွင့်လန်းတစ်ခုကိုရှာဖွေခဲ့တယ်ဒီလောက်အောင်ဆိုကျွန်တော်ကိုယ်တိုင် online ကနေပြီးတော့စာလေ့လာခဲ့တဲ့သူတယောက်ဖြစ်တယ်ဒီလောက်အောင်ဆိုလို့ရှိရင်ကျမ်းမာရေးနဲ့ကိုယ့်ရဲ့စီးပွားရေးကိုပုံမပြီးတော့မြင့်တင်ပေးနိုင်တဲ့အလောက်ကန်ခွင့်လန်းတစ်ခုဖြစ်ပါတယ်မိတ်ဆွေကိုယ်တိုင်ကလည်းဒီလိုမျိုးအလုပ်မှာဝင်ရောက်ပြီးတော့ join နိုင်ပါတယ်ဘယ်နိုင်ငံပဲရောက်ရှိကိုရောက်ရှိနေတဲ့နိုင်ငံကနေပြီးတော့မှလည်းကိုအချိန်အနည်းငယ်ပေးပြီးတော့ဝင်ရောက်စူးစမ်းလို့ရပါတယ်ကိုဘဝကိုရဲ့အရေးရှင်းတွေကိုပုံမတိုးတက်ခြင်းနဲ့မြင့်မားခြင်းနဲ့အောင်မြင်ခြင်းနဲ့ပြောင်းလဲခြင်းနဲ့ကိုကလက်ရှိဘဝထက်ပုံမပြီးတော့မှကောင်းမွန်တဲ့နေရာတစ်ခုကိုလိုချင်တယ်ရချင်တယ်ဆိုရင်မိတ်ဆွေဒီစီးပွားရေးအခွင့်အလမ်းကိုဝင်ရောက်ပြီးတော့မှ join နိုင်ပါတယ်ခင်ဗျာအားလုံးဖိတ်ခေါ်ပါတယ်